တယောက်တည်းကြောင်းမိနေတဲ့နားရတယ်။ကျောင်းကိုအမြန်ပြန်လာဖို့စားလေးဆက်တိုက်ပို့နေတယ်မယ်။လက်တော်ဖုံးကင်လို့အဆင်မပြေသေးတဲ့ကျောင်းကိုတင်မျက်စိရှိရမြေခွေအီယောင်းတွေကိုရင်ဆိုင်ရအောင်ပါပဲဖြစ်သွားတယ်။အခုလေးတဲ့အာယုံခံမိတဲ့နားရကိုရုပ်တဲ့အာယုံခံလို့မရတော့တာကြောင့်အီယောင်းကြီးရဲ့အကြောင်းရင်းကိုတွေးနေတဲ့အချိန်တရေဘက်တရေကင်းနဲ့ထမင်းချက်တရေကိုပါတွေးလိုက်ရတာကြောင့်ကျောင်းပြတရေတွေအားလုံးကိုဒီကောင်ဝါမြုပ်ထားတဲ့ကျောင်းကိုတည်းရင်းမိသွားခဲ့ပါတယ်။သူကစားချေတော့ကျောင်းကိုနောက်ဆက်နေတာတချိန်မကတော့ပဲ။အခုလည်းနားရရဲ့တင်မြောင်မေးနေတဲ့အချိန်လက်သေးစာကျွေးလိုက်တဲ့ကျောင်းကိုအဲ့ဒီထက်ပြရှင်းလိုက်ရမှာဖြစ်တဲ့ကြောင့်ပြောပြလိုက်ပါအတော်လေးထိနာသွားတဲ့ကျွမ်းမှုရဲ့လက်တီးကအထက်ကတရေပတ်တို့ကထိသွားတာကြောင့်မစ္စတာပတ်လည်းနားတဲ့ကြောင့်ထားအောင်လိုက်တဲ့အချိန်ဆက်ထိုးမဲ့ကျွမ်းမှုလည်းရုတ်တက်တူပြီးသွားခဲ့ပါတယ်ဒါကိုပဲလင်းကယူသွားတဲ့မြေခွေးမိတ်ဆာကအမြင်းနဲ့ရိုက်ချလိုက်တာကြောင့်ကျွမ်းမှုလည်းအလက်မတစ်ချက်လောက်ခံလိုက်ရပြီလောလောလတ်လတ်အဆူလိုက်ပြုံလိုက်ပြီးဝါမြုပ်ထားတဲ့ဝိုးရင်တွေမြေခွေးရဲ့ခန္ဓာကိုယ်ထဲမှာအဆောင်တီသေးတာပဲဖြစ်ပါတယ်ဒါကိုသဘောပေါက်သွားတဲ့ကျွမ်းမှုလည်းဒီချိန်တော့ဘယ်ကောင်လာထက်တွေးမနေတော့ပဲအားကုန်တီးချလိုက်တဲ့အချိန်စားဖို့နဲ့မြေခွေးကောင်ကကျိုးဆုံးခက်လက်ကျန်မစ္စတာဘတ်ကိုပြန်ထုတ်မိသွားခဲ့ပါကျောင်းတောင်နဲ့အပြင်ပြန်ရောက်လာတဲ့မစ္စတာဘတ်ကတော့ကျောင်းကိုလမ်းမတစ်ဖက်ထောင်ချီကျူးပြီးသူ့နေရာသူပြန်သွားခဲ့ပြီတရေတကောင်မရှိတာကသူ့တက်ဘာမစားတဲ့ကြောင့်မြေခွေးကောင်ကစိန်ခေါ်လိုက်ပါတယ်ပုံမှန်ဆုံးဝိရင်အများကြီးမြူထားတဲ့အီယောင်ဝိတ်ကောင်ကအသေးစိတ်ပြော့ပြီးဝိုးဝါးဝါဖြစ်နေရမှာပဲမယ်သူ့မျက်စိရှိကမြေခွေးကတော့တန်တန်မှုတ်ပြီးရုပ်သက်တင်ငင်သွားတဲ့မြေခွေးကောင်ကသူ့ကိုအတီတိုက်တော့မဲ့ကြောင့်ပြောလာတာကြောင့်ကျောင်းကိုလည်းအစဉ်ပြေစားလိုက်ဖို့ပြန်ပြောလိုက်ပါတယ်မြူထားတဲ့ပြန်အထွက်လှုပ်ပေးမဲ့ကြောင့်ပြောလိုက်တော့ညနေညနေတုံးလာတဲ့မြေခွေးလေအိမ်သားခွက်ကိုအသက်သွင်းဂျွန်ကိုနောက်ဘက်ကနေကိုက်ချလိုက်ပါတယ်ဂျွန်ကိုယ်တိုင်လည်း3မိနစ်သာကြောင်းလာရှောင်းနိုင်လိုက်ပဲမယ်ပုံပြောင်းမတုံးနေတဲ့မြေခွေးကိုတော့ရှော့တက်ထားလို့မရပဲကျမ်းပြင်တွေကစလို့မိချောင်းတွေတီသူ့ကိုလိုက်ကိုက်နေတာကြောင့်ဂျွန်ကိုလည်းအတက်တက်ရှောင်းလိုက်ရပါတယ်အရင်အယောင်ကြီးနဲ့တိုက်တုံးကလို့မဟုတ်တဲ့တိုက်ပွဲမှာနှကောင်လုံးအားကိုတုံးနေရတာကြောင့်ဂျွန်ကိုလည်းမစားတော့ဘူးအထိမနိုင်တော့တစ်ဖက်ကအကြံများတဲ့မြေခွေးကောင်ဖြစ်နေတာကြောင့်ဂျွန်ကိုရဲ့လက်တစ်ဖက်ကအကြီးကျယ်ထိခိုက်သွားခဲ့ပါတယ်အပြင်ဘက်မှာလည်းဂျွန်ကိုစာမပြန်လို့စိတ်ပူနေနားရတဲ့စီဝိုင်းထဲမှာထွက်ရည်သေးပဲကျောင်းရဲ့အသေးကိုပြတ်မှတ်ထားလိုက်တယ်ဆိုပေမဲ့ထိခိုက်သွားတဲ့ကျောင်းရဲ့လက်ဖက်ကနေစစ်ကျောင်းကိုလည်းလူသားမဟုတ်ဘူးဆိုတော့တီးလိုက်ရပါတယ်လူသားမဟုတ်တဲ့ကျောင်းကဘာကြောင့်သူ့လက်စားချိမှောင်နောက်ရှိလူသားကိုကာကွယ်ပေးနေရတယ်လေဆိုတော့သူနားမလည်နိုင်ပဲဖြစ်နိုင်တဲ့တခုကျောင်းကနေလူသားတွေနဲ့ရင်းနှီးအောင်စူးစမ်းနေတာဖြစ်တဲ့ကြောင့်တယော်လိုက်ပါတယ်တားရဲတကောင်နေတဲ့လူသားတွေကိုဘလို့ပဲချစ်ပြပါစေဘလို့ပဲနှိမ့်မြုပ်လိုက်ပါစေအဆုံးသတ်သူတို့ပုံစံအမှန်ကိုမြင်သွားရင်တော့လူသားတွေရဲ့တုတ်ပြတ်မှုကကြောင်းရုံမှုနဲ့ယွန်ချောင်မှုပဲဖြစ်တဲ့ကြောင့်မြေခွေးမိတ်ဆာကပြောပြလိုက်ပါတယ်။ကျောင်းကိုတားရဲဆိုတာနာယာတိသွားရင်လေတုတ်ပြတ်မှုကဒီလိုပဲဖြစ်မှာဖြစ်တဲ့ပြီ။သူတို့မှအစွဲတွေရှိနေရတဲ့အကြောင်းစကားဆက်လိုက်ပါမယ်။လူသားတွေကိုစားသုံးနေတဲ့မြေခွေးကောင်ကသူ့ကိုလာနေကြမလို့တဲ့အကြောင်းကျောင်းကပြန်ပြောလိုက်ပါတယ်။တဆက်တည်းတားရဲတင်ပြောင်းနေတဲ့သူ့ရဲ့လက်တစ်ဖက်ကိုလူသားတင်ပြန်ပြောင်းလိုက်ပြီ။ဒီချိန်တော့ပြီးတွေ့ကြပြီမို့။မြောက်တိုင်းတိုက်ခတ်မှုကအပြင်ဘက်ကနာရတော့မြင်ရတဲ့ဒီပြင်းထန်သွားခဲ့ပါတယ်။ရုပ်သက်စိတ်မှုသွားပေမဲ့ကျောင်းကိုအသေးချာမာခဲ့တာကြောင့်စဝိုင်းထက်ကတော့မထွက်ဖြစ်လိုက်ကျောင်းကိုစားဖို့နေတဲ့အချိန်ဘယ်ကဘလို့ရောက်လာမှမသိတဲ့ဟန်ဒူကနာယာကိုစပိနဲ့တိုက်ချလိုက်ပါတယ်။သူ့ကိုသူတော့ဘသူ့ကိုတိုင်းပြီးလို့တိုင်းပြီးမှမသိတဲ့ဟန်ဒူကအခုမှနာယာမှန်းသိသွားခဲ့ပြီ။ဟန်ဒူစပိကြောင့်မစီဝမ်းကပြတ်သွားခဲ့တယ်။အယောင်ယောင်မမဖြစ်နေတဲ့နာယာလေးကြောင်ကတန်းနဲ့စီနီယာဝက်လို့ခေါ်ချလိုက်ပါတယ်။စီဝမ်းပြပြချင်းနာယာကိုချက်ချင်းအာရုံခံပြီးသွားတဲ့မြေခွေးကောင်ပဲ။မျက်စိရှိကကျောင်းကိုအရေးမထားတော့ဘူး။နာယာရှိတဲ့ချက်ချင်းထွက်လာတဲ့အချိန်ကျောင်းကပြုတ်ကျလာတဲ့မဲမဲကြီးကိုနာယာတို့လည်းတွေးလိုက်ရပါတယ်။ဒုတိယအချိန်မြေခွေးမိတ်ဆာကိုထပ်တွေးလိုက်ရတာကြောင့်နာယာလည်းအသေးကောင်လို့ရက်နေမိခဲ့ပြီ။ဒီချိန်တော့နာယာကအလုံးမပေးတော့တဲ့မြေခွေးကောင်ကအမေရကိုက်ချလိုက်ပြန်ပြီ။ကြားခနဲ့တခုကိုပဲကမ်းမိသွားခဲ့ပါတယ်။ဟန်ဒူဖန်သေးတဲ့စွန့်ရဲ့အကာအကွယ်တခုကိုသူ့ဘက်ကဘလို့မှမထိုးပေါက်နိုင်ပြီ။တောက်ကျုံးနဲ့တရိုးကြီးလာဆင်းနေတာကြောင့်နင်းနေပပတ်တင်မကြိုက်တဲ့ဟန်ဒူကပဲအဝေးကိုတွန်းထုတ်ပြလိုက်ပါတယ်အကာခွေရဆွမ်းရင်တိုင်းတုံးသွားတာကအဖြစ်ပြောစရာမရှိပေမဲ့တောက်ကျိုးနဲ့ရုပ်ချောတော့ကြမ်းမပြည့်တဲ့ဟန်ဒူကချုံမုံမှုအလားတရားပါနဲ့ထားလုံးနေတာကြောင့်အတီးခံလိုက်ရတဲ့မြေခွေးရက်ကြည့်နေနာရပါကြောင်တောင်နဲ့ဖြစ်ကုန်ကြပါတယ်ဒီကိစ္စကဒီမှတင်မပြီးသေးပဲအငြင်းကျဲချုပ်ပြေသွားတဲ့ဟန်ဒူရဲ့လက်ကဝက်လက်ဖြစ်သွားတာကြောင့်ဒီကောင်လုံးမဟုတ်ဘူးဆိုတော့မြေခွေးမိတ်ဆာကတိသွားခဲ့ပါတယ်ဒါကဟန်ဒူကဖြောင်းနေတဲ့အချိန်ဦးရဖားရပြေးလာတဲ့ကျောင်းကိုတွေးလိုက်ရနာယာကိုကာကွယ်ပေးဖို့တဆဆအော်လာတာကြောင့်မြေခွေးမိတ်ဆာလည်းအပိုင်းကိုင်းမဲ့အလုပ်ဟိုနှကောင်ကစပိန်စင်းနဲ့လက်သွားပြီးဖြစ်သွားတယ်။သူရှိမှအသိဉာဏ်နဲ့ဟန်ဒူကိုကြည့်။ကျောင်းကိုထားခဲ့တာလားလို့နာယာကမေးလိုက်ပေမဲ့တကယ်တော့ဝက်လက်တစ်ဖက်နဲ့လူမသားလေးကနာယာပါလာလဲဆိုတာကိုမသိပဲ။မြေခွေးမိတ်ဆာနဲ့တီသူတကူလုံးကဖြစ်သွားမှဆိုအသေးလည်းနှင်းပြေးလာခဲ့တာပဲဖြစ်သွား။သူတို့ကပြေးလေမြေခွေးကလိုက်ရဖြစ်နေတာကြောင့်အခြေအနေကမစားတာပဲ။စပိန်ကိုဖိုက်ကြလို့နေရင်းကတိုးကြောင်လို့ဖြစ်သွားတဲ့နာယာဟန်ဒူကလေဘင်းကဆွဲနေနေတသားပဲကယ်ပေးလိုက်ပါတယ်။ဒါပေမဲ့ရုပ်ဝတ္ထုတွေကိုဖျက်ဆီးသွားလာနေတဲ့မြေခွေးမိတ်ဆာကကျောင်းနိုင်ရံကကြော်ထွက်လာတာကြောင့်နာယာတို့နှကောင်လည်းဘလို့ပြမလုံးနိုင်တော့ဘူးတဲတဲ့ကြီးအစားခံနေရတဲ့အချိန်အနောက်ကလိုက်လာတဲ့ကျွမ်းကကိုင်းနေကျွန်းတဲ့အကွက်နဲ့ဝင်ကယ်ပေးသွားခဲ့ပါတယ်တေဘေးကလက်မှတ်တင်နဲ့လွတ်သွားကြပါမယ်အငြိကျေးတွေထိမခံနိုင်တဲ့ဟန်ဒူကဝက်တွေစနဲ့ပြောင်းလဲလာနေပြီဖြစ်သူရက်လိုက်ရင်လည်းနာယာရုပ်သူကဘွားကုန်းမဲ့အချိန်ကြီးဖြစ်နေတာကြောင့်လူသားရုပ်ကိုရသလောက်ထိ
အနည်းတရနဲ့စိတ်ဆက်လာခဲ့ပါတယ်တွေးရမြန်ဝယ်မတိုက်အောင်ရှောင်းလာတဲ့စက်ပိန်ကခလေးတယောက်ကြောင့်ကိုချလိုက်ရတဲ့အချိန်မှာတော့လေရင်မစီးပဲဝရင်ခီးကကောင်းသားဖြတ်တန်းတွားလိုက်ကြရပြီအဆုံးသတ်အမိုက်ပုံနဲ့ညားကမှာစက်ပိန်ရလူတွေပါရက်သွားခဲ့ပါတယ်မြေခွေးမိတ်ဆက်လည်းမျက်စိရှိကဗရမ်ပဒါနှကောင်ကိုကြည့်သူစားသူတင်းသွားမှထင်နေခဲ့ပြီအတော်လေးဇွဲကောင်းတဲ့ဟန်တူကအမိုက်တွေကြောင့်ဝက်ပုံစံပြောင်းသွားတာဆက်ပြေးနေတဲ့ဖြစ်သွားတယ်အချိန်ကဘယ်ကဘလို့လိုက်လာမှမသိတဲ့ဂျွန်ဝူကဖိုက်တာဆက်ဆက်ရောက်ချလာတဲ့အပြင်ဒီတိုက်ဆက်ပြေးနေလည်းမထူးတာကြောင့်တူတူချားချဖို့ဟန်တူတစ်ဖြစ်ပဲဝက်စုပုတ်ကိုလှမ်းပြောလိုက်ပါတယ်အပြာရောင်ငွေးသက်တွေဖုံးလိုက်နေတဲ့ဂျွန်ဝူရဲ့ပူစာကအတော်လေးကြောက်ဖို့ကောင်းတဲ့ဆိုပေမဲ့မြေခွေးကိစ္စကလည်းမရှင်းမပြီးတာကြောင့်ဘဲချင်းဘလို့လေးတဲ့ရောက်သွားမှမသိတဲ့ဟန်တူလေမြေခွေးမတော့တစ်ချက်လောက်ခတ်ကန်လိုက်ပါတယ်ဟန်တူရဲ့ကန်ချက်ကိုအောက်မှာစောင်းနေတဲ့ဂျွန်ဝူကပန်းလက်တစ်ထပ်ပေါင်းပေးလိုက်တော့ထထမိမိချင်းအတီးခတ်လိုက်ရတဲ့မြေခွေးမိတ်စာလေးကောင်းချကိုချက်ဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့တောက်ဒုက္ခပေးတဲ့ကောင်တွေဆိုတာကလက်တွေ့ဘွားမှာရုပ်ရှင်ထဲမှာပါလွယ်လွယ်သေးတာမျိုးမဟုတ်ပဲနာယာကိုပြစ်မှတ်ထားတဲ့မြေခွေးကောင်ကကျောင်းဦးတို့နောက်မှာရှိနေတဲ့နာယာရဲ့ဝိရင်ကိုဒူးတက်နဲ့ဆွဲထုတ်သွားခဲ့ပါတယ်ဒီချိန်လောက်ဝိရင်တခြားလူချဖြစ်သွားတဲ့နာယာတောင်သူ့ကိုသူတေးပြီးလို့ထင်လိုက်တယ်ကျောင်းဦးတောင်ရှမ်းသားလိုက်ပြန်မယ်ဝိရင်မဲ့သွားတဲ့နာယာရဲ့ခန္ဓာကိုပေါ့မြေပြင်ပေါ်မှာတင်ကျသွားခဲ့ပြီးဖြစ်ပါတယ်ဟန်တူလှုပ်လို့ကြည့်ပြီမယ်နာယာကလုံးဝလှုပ်ရှားလာတာကြောင့်တခါတည်းတည်သွားတယ်ထင်လိုက်ပြီကျောင်းကမတည်သေးတဲ့ကြောင့်ပြောနေတယ်ဘလို့တိတိဟန်တူကတည်ပြီးပဲထင်နေတာကြောင့်အသက်ရှူနေသေးတဲ့ကြောင့်ဂျောင်းကရှင်းပြလိုက်ပါတယ်ဝိရင်ထွက်သွားပါမယ်အသက်တော့ရှူနေသေးတဲ့နာယာရဲ့ခန္ဓာကိုသတိမိနေတဲ့လူတယောက်နဲ့ပူတူနေခဲ့ပြီနာယာမတည်သေးတဲ့ဟောစမ်းသက်ပြီးသွားတဲ့ဂျောင်းကိုအနာကတစ်ပြင်းလျှောက်သွားရင်မစီမဆိုင်တစ်ပင်ကိုထိုးချလိုက်ပါတစ်ဆက်တဲ့ line နဲ့ sign board တွေကိုယူနင်းနေတည်းလိုက်ထုံးနေတဲ့ဂျောင်းဟန်တူလည်းနားမနေနိုင်တော့မြေခွေးကောင်တာပုံပြောင်းမတုံးဒီနာကတနေရာမှာပုံနေနိုင်သေးတဲ့သူကလည်းလုံးနေတာဖြစ်တဲ့ကြောင့်ဂျောင်းကပြောပြလိုက်ပါတယ်သူတို့တိုင်ပေါ်ရနာယာဝိရင်ဆုံးခံလိုက်ရတာယောဂမကြားသေးဘူးဒီတိုင်းကဆိုရင်မြေခွေးကောင်ခပ်ဝန်းပြောင်းနိုင်သေးတာကြောင့်လမ်းနိုင်ရတွေကိုပါဆက်ရှိလက်ရှိထိုးနေပြီးတဲ့ကျောင်းရဲ့လက်တွေကတွေးတွေပါကြားလာခဲ့ပြီးဖြစ်ပါတယ်သူလည်းကျိုးတိုင်းနဲ့ခလူးဆိုင်မှာမဟုတ်ပဲနာယာနာမည်ကိုပဲတတွတ်ရေရွနေခဲ့အမောင်တူဟင်းလင်းပြင်တယ်မှာမျောလွင့်တဲ့နာယာပြောင်းခေါ်တယ်တကူကြောင့်နိုးလာခဲ့ပေမဲ့နုံနုံချင်းသူတွေသွားပြီလားဆိုတာအရင်ဆုံးတွေးနေမိခဲ့ပါတယ်ပြီးကြမှာအတန်လာယာကိုတတိချာမိသွားတာကျောင်းမှာတွေးတဲ့တဲမလေးနဲ့မစ္စတာကင်ကိုတွေးလိုက်ရပြီတစ်ဆက်တည်းပေါ်လာတဲ့တဲတွေကဒီညမှာနာယာနေလို့မရဘူးထွက်ပြေးလို့ဝိုင်းတတိပေးလာခဲ့ပါတယ်တစ်ဆက်တည်းတေချာတတိဝင်လာတဲ့နာယာရဲ့ချစ်တော့အနက်ရောက်နေတဲ့တချို့ကရစ်တွက်လာတာကြောင့်နာယာရဲ့လမ်းကြရုံးကမိသွားခဲ့ပြီလှူရှားမှုကြောင့်လွန်မြောသွားတဲ့နာယာရဲ့ဝိရင်ကအလေးရပေါက်တစ်ခုကနေနောက်ထပ်လေယာပြင်းတစ်ခုတည်းတိုးဝင်သွားခဲ့ပါဒီဘက်မှာတော့များစင်းဆိုင်တဲ့မြေခွေးတောင်ထွေးပွေယူကျုံးမြတ်တောင်းပန်နေတဲ့ယောက်ျားတစ်ယောက်ကိုတွေးလိုက်ရအောင်ခလေးနဲ့အမျိုးသမီးကိုတစ်ခါလေးဆုံးရှုံးလိုက်ရတဲ့ဒီမြင်ဝင်းကမြေခွေးရဲ့မညံ့တွေဆိုတာနာယာလည်းကြည့်သွားခဲ့ပါနောက်ထပ်မညံ့ပုံရိပ်ထမ်းမှာတော့တရားမှုဖြစ်နေတဲ့မြေခွေးမိတ်ဆာနေနာယာပေါက်ဆောက်ကိုခြိထားတဲ့သူ့ဘောက်တွေးလိုက်ရပြီအမုန်းတရားတဲ့ပြင်းတဲ့မြေခွေးကနာယာကိုတင်းစားတိုက်သွားခဲ့တာပဲဖြစ်ပါတယ်မုံဆိုးတစ်ပြည့်လည်းအဖွားရဲ့မျိုးရိုးကနေဆင်းသက်လာခဲ့တဲ့နာယာလေးအခုမှသူ့လက်တွင်းကအမှတ်တွေနဲ့ကျင်းစာကြောင့်တေချာတိသွားခဲ့ပြီနာယာမြင်လိုက်ရတဲ့နောက်ထပ်ပုံရိပ်ကတူလူမန်းတိသက်စတွင်အမေနဲ့အဖွားစကားများနေကြတဲ့ပုံရိပ်တစ်ခုပဲဖြစ်ပါတယ်နာယာရဲ့ကျင်းစာကြောင့်စိုးရိမ်ပြောနေတာဖွားဖြစ်တွေစကားတွေအမေကတော့လုံးဝလက်မခံခဲ့ပဲတခြားလုံးကြားနေရတဲ့ကျင်းစာတွေအရင်မပါလာတဲ့ဆက်သေးမခံနိုင်တော့တဲ့နာယာကိုအဝေးတနေရာမှာပုံမှန်အတိုင်းပြိုးထောင်တဲ့အကြောင်းကိုပဲတွင်တွင်ပြောနေခဲ့ပါတယ်အမေနဲ့ဖွားရန်ဖြစ်နေတဲ့နေ့သူမရသွားပဲမယ်ဒါကသူ့မညံ့တွေဖြစ်လို့မြေခွေးရဲ့မညံ့တဲ့မှာဘာကြောင့်ပြန်နေရတယ်ဆိုတာကိုနားမလည်နိုင်ဘူး။နာယာအတွင်းဆုံးခင်မှာပဲရစ်ပတ်လာတဲ့မြေခွေးမိတ်ဆာကစက္ကန့်လုံးလုံးနာယာခန္ဓာကိုယ်ထဲမှာသူပေါင်းနေခဲ့တာကြောင့်နာယာဖြစ်တဲ့အားလုံးသိတဲ့ကြောင့်ပြောလာခဲ့ပါတယ်။သူကလေးကရှိရင်လည်းနာယာလိုအချစ်ခံပျော်ပျော်ရွှင်ရွှင်နဲ့ကြီးပြင်းလာမှဖြစ်တယ်။ရုတ်တရက်တနေရာကိုစူးစူးရဲဟောင်းနေတဲ့မွန်ချီကြောင့်နာယာဖွားတဲ့ဒီညမှာတရားရှိနေတာကိုတတိထားမိသွားခဲ့ပါတယ်။လေယာဉ်ထဲမှာလွတ်မြော်ရင်မြေခွေးရဲ့မညံ့တွေရောက်နေတဲ့ဆိုပေမဲ့သူ့ကိုမြင်သွားတဲ့အဖွားဖြစ်သူကကြီးပြင်းလာတဲ့နာယာကိုရုတ်တရက်မမိပဲ။ဘာတွေဖြစ်နေမှမသိတဲ့အချိန်လေးမြေခွေးမိတ်ဆာကိုလည်းနားလေးရခက်နေခဲ့ပါတယ်။သူမညံထမ်းမှလို့ထင်ခဲ့ပေမဲ့တချင်ကပုံရိပ်တွေကလက်ရှိနာယာကိုမြင်နေရတဲ့အဖြစ်အဖွားဖြစ်သူစီအာဂိုတီလက်လန်းလိုက်တဲ့နာယာကဒန်ဂျာမွေးနဲ့ဝတ်ထားတဲ့အဖွားရဲ့လက်ကိုစိုးကန်ပြီးသွားခဲ့ပါတယ်။အမောင်ထူးရဲ့ဝမ်းမြို့တာကိုမခံနဲ့ပြန်တိုက်ဆိုတဲ့အဖွားရဲ့3 piece ကားနဲ့တစားစက်အပြာရောင်တွေလင်းလက်လာတဲ့ဒန်ဂျာရဲ့အငွေကြောင့်မြေခွေးမိတ်ဆာကိုယ်တိုင်နာယာကိုစိုးကန်ထားလို့မရတော့ဘူး။အပြန်ဘက်ကကျွမ်းဟူကပါသူ့ကိုတတိထားမိသွားခဲ့ပါတယ်။သူ့နေမြေထဲမှာသူမထင်းချုံနိုင်တော့တာနားမနိုင်ဖြစ်နေတဲ့မြေခွေးမိတ်ဆာလေးနာယာလက်တိချက်ကိုပဲပဲနဲ့စားလိုက်ရပြီ။အပြင်ဘက်ကတိုးဝင်လာတဲ့ကျွမ်းဝင်လက်တစ်ဖက်ကသူမကိုပြန်ဆွဲထုတ်လိုက်တာကြောင့်နာယာလည်းကောင်ထောက်မှဆိုတဲ့အပြင်ပြန်ရောက်လာခဲ့ရပါတယ်။ပြန်ရောက်ချင်းနာယာကတတိလက်နေတာကြောင့်ကျောင်းကအတဲတန်နှိုးပေးလိုက်ရပြီ။အဖွားကမြေခွေးမိသားစုကအမဲလိုက်ခဲ့တဲ့အကြောင်းတရားမတန်ပြောနေတဲ့နာယာအတော်လေးနှိုးပြီးမှတော့နာယာကျပြန်တတိဝင်လာခဲ့ပါတယ်။မြေခွေးခန္ဓာကိုယ်တဲ့နာယာရဲ့ဝိညာဉ်တင်မကပဲသူစားသမျှဝိညာဉ်တွေအားလုံးပြန်ထွက်လာတဲ့အချိန်မှာတော့အီယောင်ဝိတင်တဲ့မြေခွေးကောင်ကလက်စုပ်တောင်ရှိတော့ပဲ။အဲ့ဒီညပတ်ကောင်လေးကိုဟန်လို့တစ်ဖြစ်လေဝဲရုပ်ဆိုးလေးကဘလင်းထဲမှာဖမ်းချုပ်ထားလိုက်ပါတယ်။အေးချမ်းကအနိုင်ကိုလည်းအညစ်ပတ်ကောင်လို့ပြောပြီးတဲ့အချိန်မှာတော့ရင်ဆိုင်နေရတဲ့အန်ဒီအားလုံးကပြီးဆုံးသွားခဲ့ပြီဖြစ်တယ်။ရုပ်တရက်နုံနုံညံ့ညံ့ထွေးပွေထားတဲ့နာယာကဒီချိန်တော့ဝိညာဉ်ပြန်သွင်းတာမနာအောင်လှုပ်ပေးဖို့ကျောင်းကိုတောင်းဆိုလိုက်ပါတယ်။ကျောင်းကလည်းနာယာပြောသလိုမနာအောင်လှုပ်ဖို့ခက်တယ်ဆိုပေမဲ့
နင်းနေတာပဲလေတွေကိုတတောင်ပြင်းပြောက်လိုက်အရင်တစ်ခါတည်းပူချမ်းတဲ့စမတောင်းဖွက်နေဝိရင်နဲ့ခန္ဓာတသားတဲ့ကြောင့်ပြစ်ထက်ပေးလိုက်ပါတယ်အရင်တစ်ခါဝိပြန်ဝင်ပြီးသွားပြီမယ်ဒီချိန်ကနာယလက်တိဆုပ်တဲ့ထွက်လာတဲ့အပြောင်လင်းတန်းတွေနဲ့စွန့်အစုဝေးတစ်ခုကနာယခန္ဓာကိုထဲကိုစီးဝင်ရအသက်ပြောင်ဝင်လာခဲ့ပါတယ်ဘာမှမသိပြီမယ်နာယလက်တိဆုပ်ကိုဖြေလိုက်တဲ့အချိန်မှာတော့အထက်ကဒန်ဂျာရဲ့အမွေနဲ့လက်မလက်စုပ်ကိုတွေးလိုက်ကြရပြီရွှေရောင်ဝင်းနေတဲ့လက်စုပ်ကိုမြင်ုံနဲ့ဒန်ဂျာရဲ့ရင်နာမှာကျောင်းကိုတန်းတီသွားခဲ့ပါတယ်ဒန်ဂျာရဲ့လက်စုပ်တဝင်းကိုနာယကတော့ဘာမှမသိသေးဘူးသူတော်ပထမဆုံးမြင်ဖူးတာဖြစ်တယ်ဝါကလေးဟန်တူကတော့အဲ့ဒီလက်စုပ်ကိုကြည့်ဒန်ဂျာရဲ့ကြောက်စရာအမွေနဲ့လို့ရေရွတ်လိုက်ပါတယ်ဒီလိုနဲ့ပဲအတော်နဲ့ဗရမ်ဒါဆာနဲ့ညနေခင်းမှာကံကောင်းလို့မသိတဲ့နာယာတို့၃ယောက်နဲ့ဆဲရကြနဲ့တဲတက်တန်းတွေးလိုက်ရမှာဖြစ်တယ်တဲတွေကိုတက်ဆက်အကြောင်းစီလိုက်ဖို့ပြီးမှတော့တဲမလေးကနာယာတို့ကိုကျေးဇူးတင်တဲ့ကြောင့်ပြောသွားခဲ့ပါတယ်နှုတ်ဆက်ချပြီးတဲ့နောက်တာယာခါရနဲ့ဘိုက်ဆက်လာတဲ့ကျောင်းကိုကြောင်းပဲသုံးယောက်ကဆိုင်းချီတဲ့သွားခဲ့ကြပြီဝတ်တယ်လို့အာရပိုင်စားနေတဲ့ကောင်နဲ့အိန္ဒိယရှင်ကြီးဟန်တူကိုတွေးလိုက်ရမှာဖြစ်ပါတယ်အရင်ကတော့နာယာစီမအဲ့လက်ဆူရှိလာလို့ကျောင်းကမေးလာတာကြောင့်အခုမှမြင်ဘူးတဲ့နာယာလေးသူမြေခွေးတဲ့ရောက်နေတဲ့အချိန်အဖွားပေးလိုက်တာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်အဖွားကသူ့ကိုမှတ်မိနေတာကြောင့်နာယာကဝမ်းသာနေတဲ့ဆိုပေမဲ့နာယခန့်ငယ်တဲ့ဆုံးသွားတဲ့အဖွားကလက်ရှိနာယကဘလို့မှမမှတ်မိမှာမဟုတ်ဘူးဟန်တူကနာယခေါင်းထိသွားတယ်လို့ထင်နေခဲ့ရင်တော့နာယကတော့ဘလို့ပဲဖြစ်သူ့ဘွားနဲ့စကားပြောခဲ့ရတာကျင်းတဲ့ကြောင့်ပြောပြလိုက်ပါတယ်အိမ်ပြန်ရောက်တဲ့အချိန်မှာတော့ဖမ်းမိလာတဲ့မြေခွေးကိုမုတ်ဆိုးလက်စုပ်ကိုပါကျောင်းမှုတို့မိစေအလိုက်ကြောက်အသုံးပြုတဲ့စွမ်းကိုဆက်ဆက်တုံးပြပေးတဲ့ဒီလက်စုပ်ကကြောက်စရာကောင်းတဲ့ဒန်ဂျာရဲ့ဒန်တိုင်းလာဝင်နေဖြစ်တဲ့အကြောင်းနာဟော်ရကရှင်းပြလိုက်ပါတယ်အကြီးဆုံးသောကြီးစံကတော့စွမ်းရည်ဆယ်ဆက်ဆိုတာအံ့ဩနေပေမဲ့ရုပ်ရည်ကလည်းဘာမှစိတ်ဝင်စားတယ်ဟန်တူကတော့သူတလုံးဝက်ပုံစံပြန်ပြောင်းမှစိတ်ပူစရာမလိုလက်ရှိရုပ်ချောချောလေးနဲ့ပဲနေနိုင်မှာဖြစ်တဲ့အကြောင်းတကူရဲ့တွေးနေခဲ့ပါတယ်တခြားသောဝင်တွေကိုစောင်းနေတဲ့နာဟော်ရကတော့လက်စုပ်ကလက်မှတ်မှာဆွတ်ချလိုက်ပြီးအားလုံးကတကူဖြစ်လာမယ်ထင်တယ်စောင်းကြည့်နေရကြပါမယ်ဒါမှဖြစ်လာတာကြောင့်နာဟော်ရလည်းနားမလည်နဲ့ဖြစ်သွားခဲ့ပါတယ်